ငါးတကောင်ရဲ့ပိုက်ထဲမှာတမိုးကြီးတဲ့ယတနာဝတ်ထားတာကိုကျွန်တော်တိလိုက်တယ်ဆက်စုချင်းစိမ့်နဲ့ဝယ်ဖို့အားခဲလိုက်တယ်ဒါပေမဲ့ဆိုင်ပိုင်ရှင်ကကျွန်တော်စိတ်အားထက်သန်မှုကိုကြည့်ပြီးဒေါ်လာ3000လို့ချက်ချင်းဈေးခေါ်လိုက်တယ်ကျွန်တော်ဒေါသထွက်သွားပေမဲ့စုထားတဲ့ပတ်စံတွေအကုန်ထုတ်ရည်ကြည့်တော့2300ပဲရှိတယ်ပိုင်ရှင်ကပတ်စံကိုအမြန်ဆွဲယူပြီးငါးတွေရောင်းလိုက်ပြီလို့ပြောတယ်လူတိုင်းကကျွန်တော်ကိုအယူဆိုပြီးဝိုင်းရကြတယ်သူတို့ကိုဂယုမဆိုင်ပဲလူအုပ်ရှိမှတဲ့ငါးတွေကိုတကောင်ချင်းခွဲကြည့်လိုက်တယ်ဒါပေမဲ့ဘာမှမတွေ့ဘူးနောက်ဆုံးတကောင်ပဲကျန်တော့တယ်လူအုပ်ရဲ့ရေမောတန်တွေပိုကျဲလောင်လာတယ်ကျွန်တော်လည်းစိတ်လှုပ်ရှားပြီးကိုယ်အာယုံခံစားမှုကိုတန်တရားဝင်လာတယ်တက်တီမွေးပြီးနောက်ဆုံးငါးကိုခွဲလိုက်တဲ့အခါပိုက်ထဲကနေအလင်းရောင်တစ်ခုဖြာထွက်လာတယ်အားလုံးအံ့အားသင့်နေတော့မှပဲကျွန်တော်အနီရောင်ပလဲတစ်လုံးကိုဆွဲထုတ်လိုက်တယ်ဘေးကတန်မိုးဖြတ်သူကဒီပလဲဟာအနည်းဆုံးဒေါ်လာ9တန်းတန်တယ်လို့အော်ပြောလိုက်တယ်ဆိုင်ရှင်ကနောက်လက်ရသွားတယ်အဲ့ဒီအချိန်မှာ CEO မျိုးသမီးတယောက်ဟိုတယ်ကိုထမင်းစားဖို့ရောက်လာတယ်ကျွန်တော်လက်ထဲကပလဲကိုမြင်ပြီးဒေါ်လာ9တန်းနဲ့ဝယ်လိုက်တယ်ကျွန်တော်ပထမဆုံးအကြိမ်ချမ်းသာသွားပါပြီကျွန်တော်ရဲ့ယတနာကြည့်တတ်တဲ့အစွမ်းကိုသဘောကျပြီးသူမနဲ့အတူလေလံပွဲလိုက်ခဲ့ဖို့ဒေါ်လာ1တန်းထပ်ပေးပြီးဖိတ်ခေါ်လိုက်တယ်ကျွန်တော်လက်ခံလိုက်တယ်လေလံပွဲရောက်တာနဲ့ပထမဆုံးပစ္စည်းက2000တန်းရှိတဲ့ပစ္စည်းကားဖြစ်နေတယ်လူချမ်းသာလူငယ်တယောက်ကဒေါ်လာ10တန်းချက်ချင်းပေးလိုက်တယ် CEO ကပြိုင်မလို့လို့တော့ကျွန်တော်တားလိုက်တယ်ဘာလို့လဲဆိုတော့ပိုတန်မိုးရှိတဲ့အရာကိုကျွန်တော်တွေ့ထားလို့ပါဟိုလူငယ်ကြောဝါနေတော့ကျွန်တော်ကကျမ်းပြင်ပေါ်ကတစ်တာတစ်လုံးကိုကောက်ပြီးရောင်းမလားလို့မေးလိုက်တယ်သူကလောင်ကျင်တာနဲ့ဒေါ်လာ1တန်းတောင်းတယ်ကျွန်တော်မှပတ်စံမလောက်လို့ CEO ကိုဝယ်ခိုင်းလိုက်တယ်လူတိုင်းကဒီတစ်တာစုပ်ကဒေါ်လာ100တောင်မတန်ပါဘူးဆိုပြီးဝိုင်းရကြတယ်ဒါပေမဲ့အထဲမှာအံ့အားသင့်စရာရှိတယ်လို့ကျွန်တော်ခိုင်မာပြောလိုက်တယ်မထင်မှတ်ပဲ CEO ကကျွန်တော်ကိုယုံကြည်ပြီးဝယ်လိုက်တယ်ပထမဆုံးအကြိမ်ယုံကြည်ခံရလို့ကျွန်တော်စိတ်လှုပ်ရှားသွားတယ်ကျွန်တော်သူမကိုတခုခုတွားယူခိုင်းလိုက်တယ်မကြခင်သူမကလွှတ်ဆက်တလက်ယူလာပေးတယ်ကျွန်တော်လေးလံစင်မြင့်ပေါ်တက်ပြီးတစ်တာကိုဆက်ဖြတ်လိုက်တယ်လူတိုင်းကကျွန်တော်ယူသွားပြီးထင်နေကြတယ်ယတနာရှိရင်တော့လွှတ်ကြောင်ပျက်စီးကုန်ပါလေရုတ်တရက်လွှတ်ဆက်ကထူးဆန်းတဲ့အတန်မြည်လာတယ်ဖယ်ကြည့်လိုက်တော့တစ်တာထဲမှာထူးခြားတဲ့ဓာတ်တလက်ကိုတွေးလိုက်ရတယ်ဆွဲထုတ်လိုက်တာနဲ့ဓာတ်ရဲ့အရှိန်ဟွာကြောင့်လူအုပ်ကြီးလန့်ပြီးလဲကျကုန်ကြတယ်အန်အောစရာကောင်းတာကဒီဓာတ်ဟာဘရင်တစ်ပါးရဲ့ဒဏ္ဍာရီလာတာဖြစ်နေတာပါပဲချက်ချင်းဒေါ်လာတန်း300ပေးပြီးဝယ်မဲ့သူပေါ်လာတယ်ဒါပေမဲ့ကျွန်တော်ညှင်းလိုက်ပြီးဒီတန်မိုးမဖြတ်နိုင်တဲ့ယတနာကို CEO စီလက်ဆောင်ပေးလိုက်ပါတော့တယ်